အညာကိုပြန်ရောက်တော့တယ်လို့ခန်းစားစီရမယ်မြေပဲချင်မောင်ချက်လေးချက်စားပြပါရရှင်ဒီနေ့မနေ့ချင်မောင်ရောဝယ်တော့လေးဈေးတွေကလှမ်းမိတယ်ညီမလေးဘလို့ချက်စားမလို့လဲတဲ့ကျမကလည်းမြေပဲလေးနဲ့ချက်စားမလို့အမလို့ပြောလိုက်တော့လေသူကအော်တဲ့အညာချက်လေးချက်မှာ哦တဲ့အခုလိုမြေပဲနဲ့ချင်မောင်နဲ့ရောချက်တယ်ဆိုရင်လေအညာချက်လို့တော်တော်များများကတိကြတယ်ပေါ့နော်ကျမကဒီနေ့မြေပဲအလှော်လေးနဲ့ချက်မှာပါတချို့ကြတော့လည်းမြေပဲအစိမ့်နဲ့ချက်ကြပါတယ်ကဲပဝင်းပစ္စည်းလေးတွေဆင်သင့်ဖြစ်ပြီဆိုရင်တော့ကျမတို့စချက်လိုက်ရအောင်ရှင်။အိုးထဲကိုချင်မောင်ရွက်လေးတွေထည့်မယ်။မြေပဲလော်ထောင်းထားတာလေးတွေထည့်မယ်။ကြက်သွန်ဒီပါပါလိထားတာထည့်မယ်။ကြက်သွန်ဖြူနဲ့ငရုတ်ကြမ်းမုံထောင်းထားတာထည့်ပါမယ်။ပြီးရင်ငပိလေးထည့်ပါမယ်။စားအချုံမောစနွမ်းမောအယောင်တွေမုတ်ထည့်ပါမယ်ရှင်။ပြီးရင်စီလေးထည့်လိုက်ပါမယ်။ငပိကကြတော့လေအချင်းကြိုက်ရင်ကြိုက်တယ်လို့မကြိုက်ရင်မကြိုက်တယ်လို့လိုတိုးဖို့လျှော်လုပ်လို့ရပါတယ်ရှင်။ကဲချင်မောင်ရွက်လေးတွေအခုလိုနွားလာပြီဆိုရင်အရသာလေးတမတ်တော့အောင်မွေထားလိုက်ပါမယ်ရှင်။တေချာလေးမွေပြီးတော့ပြီဆိုရင်တော့ကျမတို့ကရေလေးလိုတလောက်ထည့်ပြီးတော့မှအဖုံးလေးအုပ်ပြီးတော့တိတ်ထားလိုက်ပါမယ်ရှင်။ဒီဟင်းကအကြက်မြန်တာမို့လို့ရေအများကြီးထည့်ပြီးတော့ချက်စရာမလိုပါဘူးရှင်။ကဲတဖြည်းဖြည်းချက်လာရင်လည်းအခုလိုမပြတ်မကျဲအနေထားလေးရလာပြီအရသာလေးလည်းအဆင်ပြေပြီဆိုရင်ငရုတ်သီးစိမ့်လေးတွေထည့်လိုက်ပါမယ်ရှင်။ပြီးပြီဆိုရင်ကျမတို့ငရုတ်သီးစိမ့်လေးတွေချက်တည်အထိချက်ထားလိုက်ပါမယ်ရှင်။ကဲအခုလိုနေထားလေးရပြီဆိုရင်တော့ကျမတို့ရဲ့မြေပဲချင်မောင်ချက်လေးကစားလို့ရပါပြီရှင်ဒီမြေပဲချင်မောင်ချက်လေးကိုကျမကငစင်ရိုင်းအိုးကက်လေးရဲ့နောက်ထပ်ပဲကြီးဟင်းလေးနဲ့တွဲဖက်ပြီးတော့စားပြပါတယ်အကြိုက်တူတယ်ဆိုရင်တော့လိုက်လို့စားကြည့်ပါအညာကိုပြန်ရောက်တော့တယ်လို့ခန်းစားစီရမယ်မြေပဲချင်မောင်ချက်လေးချက်စားပြပါရရှင်ဒီနေ့မနေ့ချင်မောင်ရောဝယ်တော့လေးဈေးတွေကလှမ်းမိတယ်ညီမလေးဘလို့ချက်စားမလို့လဲတဲ့ကျမကလည်းမြေပဲလေးနဲ့ချက်စားမလို့အမလို့ပြောလိုက်တော့လေသူကအော်တဲ့အညာချက်လေးချက်မှာ哦တဲ့အခုလိုမြေပဲနဲ့ချင်မောင်နဲ့ရောချက်တယ်ဆိုရင်လေအညာချက်လို့တော်တော်များများကတိကြတယ်ပေါ့နော်ကျမကဒီနေ့မြေပဲအလှော်လေးနဲ့ချက်မှာပါတချို့ကြတော့လည်းမြေပဲအစိမ့်နဲ့ချက်ကြပါတယ်ကဲပဝင်းပစ္စည်းလေးတွေဆင်သင့်ဖြစ်ပြီဆိုရင်တော့ကျမတို့စချက်လိုက်ရအောင်ရှင်။အိုးထဲကိုချင်မောင်ရွက်လေးတွေထည့်မယ်။မြေပဲလော်ထောင်းထားတာလေးတွေထည့်မယ်။ကြက်သွန်ဒီပါပါလိထားတာထည့်မယ်။ကြက်သွန်ဖြူနဲ့ငရုတ်ကြမ်းမုံထောင်းထားတာထည့်ပါမယ်။ပြီးရင်ငပိလေးထည့်ပါမယ်။စားအချုံမောစနွမ်းမောအယောင်တွေမုတ်ထည့်ပါမယ်ရှင်။ပြီးရင်စီလေးထည့်လိုက်ပါမယ်။ငပိကကြတော့လေအချင်းကြိုက်ရင်ကြိုက်တယ်လို့မကြိုက်ရင်မကြိုက်တယ်လို့လိုတိုးဖို့လျှော်လုပ်လို့ရပါတယ်ရှင်။ကဲချင်မောင်ရွက်လေးတွေအခုလိုနွားလာပြီဆိုရင်အရသာလေးတမတ်တော့အောင်မွေထားလိုက်ပါမယ်ရှင်။တေချာလေးမွေပြီးတော့ပြီဆိုရင်တော့ကျမတို့ကရေလေးလိုတလောက်ထည့်ပြီးတော့မှအဖုံးလေးအုပ်ပြီးတော့တိတ်ထားလိုက်ပါမယ်ရှင်။ဒီဟင်းကအကြက်မြန်တာမို့လို့ရေအများကြီးထည့်ပြီးတော့ချက်စရာမလိုပါဘူးရှင်။ကဲတဖြည်းဖြည်းချက်လာရင်လည်းအခုလိုမပြတ်မကျဲအနေထားလေးရလာပြီအရသာလေးလည်းအဆင်ပြေပြီဆိုရင်ငရုတ်သီးစိမ့်လေးတွေထည့်လိုက်ပါမယ်ရှင်။ပြီးပြီဆိုရင်ကျမတို့ငရုတ်သီးစိမ့်လေးတွေချက်တည်အထိချက်ထားလိုက်ပါမယ်ရှင်။ကဲအခုလိုနေထားလေးရပြီဆိုရင်တော့ကျမတို့ရဲ့မြေပဲချင်မောင်ချက်လေးကစားလို့ရပါပြီရှင်ဒီမြေပဲချင်မောင်ချက်လေးကိုကျမကငစင်ရိုင်းအိုးကက်လေးရဲ့နောက်ထပ်ပဲကြီးဟင်းလေးနဲ့တွဲဖက်ပြီးတော့စားပြပါတယ်အကြိုက်တူတယ်ဆိုရင်တော့လိုက်လို့စားကြည့်ပါအားလုံးကိုကျေးဇူးပါရှင် subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို